နိုင်ငံတိုင်းလူမျိုးတိုင်းဟာမိမိတို့ပိုင်ဆိုင်တဲ့နယ်မြေကိုယ်နယ်နိမိတ်နဲ့ရပ်တည်နေကြပါတယ်။ဒါပေမဲ့ကမ္ဘာတောင်ဘက်အဆုံးမှာရှိတဲ့အန်တာတီကာတိုက်ကတော့ထူးခြားလှပါတယ်။ဒီလိုကြီးမားတဲ့မြေဧရိယာကိုဘယ်နိုင်ငံကမှတရားဝင်မပိုင်ဆိုင်ကြပါဘူး။ဒါဟာနောက်ွယ်မှာဘလို့သမိုင်းကြောင်းနဲ့သဘောတူညီချက်တွေရှိနေလဲဆိုတာလေ့လာသွားမှာပဲဖြစ်ပါတယ်။အန်တာတီကာဟာကမ္ဘာပစ္စမအကြီးဆုံးတိုက်ဖြစ်ပြီးအကျယ်အဝန်း300 ကီလိုမီတာ14 သန်းအကျယ်ဝန်းရှိပါတယ်။ကမ္ဘာပေါ်ရှိရေချိုပမာဏ80 ရာခိုင်နှုန်းနီးပါးကိုလည်းဒီတိုက်ကြီးရဲ့ရေခဲတွေထဲမှာသိမ်းဆည်းထားတယ်လို့ဆိုပါတယ်။ဒါကြောင့်အန်တာတီကာဟာကမ္ဘာရေချိုအကြီးဆုံးတူလောင်ရုံလို့တောင်တင်စားပြောဆိုနိုင်ပါတယ်။အကယ်၍ဒီတိုက်ကြီးရဲ့ရေခဲတွေအကြီးပျော်သွားခဲ့ရင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနိုင်တဲ့ပြဿနာကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘဝတုဒ္ဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brilliant Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ1900 ပြည့်နှစ်အစောပိုင်းကာလတွေကဗြိတိန်၊အာဂျင်တီးနား၊ချီလီ၊ဩစတြေးလျ၊နယူးဇီလန်၊ပြင်သစ်နဲ့နော်ဝေနိုင်ငံများဟာအန်တာတီကာရဲ့အစိတ်ပိုင်းချို့ကိုသူတို့ရဲ့ပိုင်နက်အဖြစ်ကြေညာခဲ့ပူပါတယ်။ဒါပေမဲ့တနိုင်ငံနဲ့တနိုင်ငံပိုင်ဆိုင်ကြောင်းကြေညာတဲ့နယ်မြေတွေတူညီနေပြီးအငင်းပွားစရာဖြစ်ခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာတော့အင်အားကြီးနိုင်ငံတွေဟာဒီတိုက်ကြီးအတွက်ပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်တယ်ဆိုတာခန့်မှန်းတွက်ဆခဲ့ပြီး1959ခုနှစ်မှာ Antarctic Treaty ဆိုတဲ့သမိုင်းဝင်စာချုပ်ကို12နိုင်ငံကလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီစာချုပ်ရဲ့စည်းမျဉ်းအရအန်တာတီကာကိုစစ်ရေးနျူကလ িয়ার စမ်းသပ်မှုရေဒီယိုတက်တိကြွအမိုက်တွေဆွန့်ပစ်ခြင်းအစရှိတဲ့တားမြစ်ချက်တွေပါဝင်ပြီးသိပ္ပံနဲ့သုတေသနလုပ်ငန်းများကိုသာလွတ်လပ်စွာလှုပ်ဆောင်မှုပြုမယ်ဆိုပြီးသဘောတူခဲ့ကြပါတယ်။ဒီနောက်ပိုင်းမှာတော့ပြည်သည့်နိုင်ငံကမှအန်တာတီကာကိုပိုင်ဆိုင်ကြောင်းမကြေညာကြတော့ပါဘူး။အန်တာတီကာမှာရာသီဥတုဆိုးရွားမှုကြောင့်အမြဲတမ်းနေထိုင်တဲ့သူတွေမရှိဘဲသုတေသနပညာရှင်တွေသာရာသီလိုက်လာရောက်နေထိုင်ပြီးရာသီဥတုပြောင်းလဲမှုရေခဲပြောင်းလဲမှုနဲ့အာကာသဆိုင်ရာသုတေသနတွေပြုလုပ်ကြပါတယ်။တဘာဝတယံဇာတတွေရှိနိုင်တယ်လို့ခန့်မှန်းကြပေမဲ့တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန်အတွက်တတ္တုတူးဖော်မှုများကိုတင်းကျပ်စွာကန့်သတ်ထားကြပါတယ်။အန်တာတီကာဟာနိုင်ငံတစ်နိုင်ငံရဲ့နယ်မြေပိုင်နက်မဟုတ်ဘဲလူသားအလုံးရဲ့သိပ္ပံသုတေသနနဲ့ငြိမ်းချမ်းရေးအတွက်ထိန်းသိမ်းထားတဲ့တိုက်ကြီးတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ကမ္ဘာပေါ်မှာညီသူတို့မှမပိုင်ဆိုင်ပေမဲ့အားလုံးကတာဝန်တည်တတ်စွာဖြင့်ကာကွယ်နေကြတဲ့တစ်ခုတည်းသောတိုက်ကြီးလို့လည်းပြောနိုင်ပါတယ်။နိုင်ငံတွေအပြိုင်ဆိုင်ပိုင်ဆိုင်ခွင့်တောင်းဆိုခဲ့ကြဘူးပေမဲ့နောက်ဆုံးမှာတော့သိပ္ပံသုတေသနသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ငြိမ်းချမ်းရေးကိုသာဦးစားပေးလှုံ့ဆော်ကြဖို့သဘောတူခဲ့ကြပါတယ်။ဒါကြောင့်အန်တာတီကာဟာယနေ့ချိန်ထိလူသားတွေရဲ့ပိုင်ဆိုင်မှုထက်ပူးပေါင်းဆောင်ရွက်မှုကိုကိုစားပြုတဲ့တိုက်ကြီးတစ်ခုအဖြစ်ရပ်တည်နေတဲ့ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။